hello အားလုံးကို date ဆိုတဲ့ sample အကြောင်းလေးကိုပြောပြပေးမယ်နော်ဆက်ကြည့်ကြပါဦးဒီနိုင်ငံမှာလေသူ့ကို date ဆိုပြီးတော့နာမည်ခေါ်တယ်ပြီးတော့ဒီမှာကျတော့ဒီ date ထွက်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ပစ္စည်းလဲပေါ်တယ်ပေါ့နော်ဈေးကတော့သူ့ဟာနဲ့သူအစားစားရှိတယ်ဒါပေမဲ့အရန်ဈေးကြီးတာမျိုးမဟုတ်ပဲနဲ့လေဈေးတတာတဲ့မျိုးစားလေးလည်းရှိရယ်သူ့ရဲ့အဓိကအားသာချက်ကတော့စားပြီးသွားတဲ့လူပေါ့နော်အရန်ကိုအားဖြစ်စေတယ်ဒီနိုင်ငံရောက်မှပဲအဲ့ဒီဆွန်ပလွန်တီကိုအရန်ကိုကြိုက်သွားတာပေါ့နော်ပြီးတော့သူကလေသူ့ကြီးပဲတီးတတ်မဟုတ်ပဲနဲ့အစ်စ်လေးတွေပေါ့နော်ဥပမာတီယိုဇီရိုလိုမျိုးနဲ့ဂျားညက်ပြီးတော့လေရောင်းနေပေါ့နော်နောက်တစ်ခုကလေဟိုးအရင်တော့ခက်စားခဲ့တဲ့ဒူဘိုင်းချောကလက်ဆိုပြီးတော့လေအစိမ်းရောင်လေးနဲ့လေအဲ့ဒီဟာကိုပက်စတာချီယိုလို့ခေါ်တယ်အဲ့ဒီဟာလေးနဲ့သူကဂျားညက်ပြီးတော့လေရောင်းနေပေါ့နော်ဆွန်ပလွန်တီလေးတွေအကြောင်းကတော့ဒီလောက်ပါပဲ Thank you all